အတော်ကြတော့ဒီမိသားစုလေးဟာအနားယူကိုရေတကုံငယ်လေးတစ်ခုမှရပ်နားလိုက်ကြပါတယ်မိုးပြင်ပူပေါင်းတွေကြောင့်အဲ့ဒီလူယူကြီးသူတို့စီရောက်လာတာလားဆိုပြီးခက်စီကတွေးနေတာကြောင့်ဘန်ကသူ့ကိုယ်သူအပြစ်ရှိသလိုခန်းစားနေရပါတယ်ဂျူလီယာကတော့ဒါကသားရဲ့အပြစ်မဟုတ်ကြောင်းနှစ်သိမ့်ပေးပြီးအဲ့ဒီလူထူးဆန်းကသူတို့နောက်ကိုလိုက်နေစေဖြစ်တာကြောင့်ဆက်သွားဟိုတိုက်တွန်းလိုက်ပါရဲ့ရေကန်ငယ်လေးတစ်ခုမှာတော့ Hammerhead Shark လို့ခေါ်တဲ့ဒီငမန်းကြီးရဲ့အလောင်းကိုကြည့်ပြီးဘန်ကစိတ်ဝင်စားနေပါတယ်အဲ့ဒီအချိန်မှာပဲဂျူလီယာကအဲ့ဒီလူသူတို့စီကိုရောက်တော့မှကိုမြင်လိုက်ရတာကြောင့်မိသားစုလိုက်ပြန်ပြေးကြရပြန်ပါတယ်သူတို့ဟာတဲကုံတစ်ခုပေါ်ကနေဆင်းသွားရင်အစိတ်ရှိတဲ့စွန့်ပီပစ္စည်းပုံကြီးကိုတွေ့လိုက်ရတာကြောင့်အဲ့ဒီနားကနေတတိထားပြီးပတ်ပြေးခဲ့ကြပါတယ်ခဏအကြာမှာတော့သူတို့နောက်ကိုလိုက်နေတဲ့သူကိုမျက်ခြေပြတ်သွားပုံရပါတယ်သူတို့ဆက်ပြီးခရီးနေလာကြတဲ့အခါမြေပြင်ပေါ်မှာကပ်နေတဲ့တခြားအရာတွေကိုလည်းတွေ့နေရပြီးအဲ့ဒါတွေကတော့ပင်လယ်တရတဝအသေးကြီးတွေနဲ့သမုဒ္ဒရာကျန်းပင်ကပလတ်စတစ်အမိုက်တွေပဲဖြစ်ပါတယ်ဘန်ကခြေလမ်းတွေနေလာတဲ့အခါဂျူလီယာကသားဖြစ်သူရေတက်တော်တော်လေးခန်းကြော်နေလာကိုတတိထားမိသွားပြီးအားလုံးအနားယူဖို့ရက်လိုက်ပါတယ်ထိုင်လန်စီယာကောက်တာကရေဘူးထဲမှာရေကကုံတလန့်ချစ်နေပြီးခက်စီကသူမရေဘူးအဖုံကိုတေးသေးချာချာမပိတ်ခဲ့မိလာကိုတီးသွားပါတယ်ဂျူလီယာကပေါ့ဆရမလားဆိုပြီးသမီးကိုအောင်းကောင်းလိုက်ပေမဲ့ခက်စီကဘလို့ပဲဖြစ်ဖြစ်သူတို့ဒီအခြေအနေကနေလွတ်မြောက်မှာမဟုတ်တာကြောင့်ဒါတွေကအရေးမကြီးတော့ဘူးလို့ပြန်ပြောပါတယ်။အော်ဟိငင်းခုန်ကြပြီးတဲ့နောက်မှာတော့ဒီမိသားစုလေးဟာဆက်ပြီးထွက်လာခဲ့ကြပါတယ်။နောက်ဆုံးမှာတော့သူတို့အဖွဲ့ဟာပြတ်ကျနေတဲ့လေရင်ဖြန်တစည်းကိုတွေ့လိုက်ရပြီးရုတ်တရက်လှူရှားမှုတစ်ခုကြောင့်လန့်ခွာကြပေမဲ့အဲ့ဒါကငှက်တွေပဲဖြစ်နေပါတယ်။မိသားစုဟာအဲ့ဒီလေရင်ထဲမှာပဲညအိပ်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။သူတို့မုံတွေတူစားကြရင်တော်မြင့်အင်ကြီးအိမ်မှာမိသားစုတပ်ပုံလေးကိုတွေ့လိုက်ရတာကြောင့်ဂျူလီယာတယောက်ရင်ကွဲမတတ်ခံစားလိုက်ရပါတယ်။ခက်စီကသူမရဲ့မိဘတွေဘလို့စတွေ့ကြလေဆိုတဲ့ပုံပြင်ကိုပြောပြဖို့တောင်းဆိုတာကြောင့်ဂျူလီယာကတောင်တယောက်သူမအလုပ်လုပ်တဲ့ဆေးရုံကိုရောက်လာပြီးနူပင်ထွေပုံကိုပြောပြပါတယ်။သူကပန်းနေနဲ့လှပတဲ့ကြပြားကြပုံနဲ့သူမကိုချစ်ခွင့်ပန်းခဲ့တာပါ။ညာလဲကောင်မှာတော့ခက်စီကအပေါ်အပါသွားဖို့လေရင်ပေါ်ကနေဆင်းသွားလာတာကြောင့်ရုတ်တရက်အဲ့ဒီလူဆိုးကြီးကနောက်ကနေသူမကိုအလစ်ငိုက်ဖမ်းလိုက်ပေမဲ့ဂျူလီယာကအရင်သူ့ဘောကိုခုံအုပ်ပြီးဝမ်းနယ်မှုတွေဒေါသတွေနဲ့အတူအဲ့ဒီလူကိုအကျဉ်းကျဉ်ထားနဲ့ထိုးပါတော့တယ်။ခက်စီကသူမရဲ့အမေကိုဖတ်ထားပြီးစိတ်ငြိမ်သွားအောင်ကူညီပြီးခဲ့ရပါတယ်။နောက်နေ့မနက်မှာတော့အဲ့ဒီအလောင်းပေါ်မှာတန်းတွေအများကြီးအုံနေပါတယ်။မိသားစုကအဲ့ဒီလူမှအကြိုက်ခဲရတဲ့အများကြီးရှိနေတာကိုတတိထားမိသွားကြတာကြောင့်ဒီနားမှာတခုခုပုံနေနိုင်တယ်လို့တွေးမိကြပါတယ်။သူတို့ထွက်သွားပြီးတဲ့နောက်မှာတော့အဲ့ဒီလူရဲ့ပါဇက်ထဲကနေကနန်းတွေအုပ်ချီထဲထွက်လာပါတော့တယ်။နိုင်အနှဲငယ်ကြတော့ဂျူလီယာနဲ့ခက်စီယိုကမြေပုံကိုကြည့်ဖို့ရက်လိုက်ပြီးမှဘန်ကတော့ဆက်ရှောင်နေပါတယ်။ဂျူလီယာကရပ်ဖို့ပြောတာတောင်သူကရေငတ်လို့ကန်တင်းမှာမျက်နှာနေပြီးရေကိုအတင်းတောက်ပါတော့တယ်။ဂျူလီယာကသားကိုအမြန်ဆွဲထုတ်လိုက်ပြီးမတန်ရွှေနဲ့ရေဒီကဖျားနာစေနိုင်တယ်လို့ရှင်းပြပါတယ်။မိသားစုဟာခရီးကိုဆက်နေလာကြပြီးပူပေးနေတောင်တန်းကကာကွယ်ဖို့ခေါင်းတွေကိုဖုံးအုပ်ထားကြရပါတယ်။ဘန်ကမူးဝီလာတာကြောင့်ကလထိုင်အဟောင်းတချို့ကိုတွေ့တဲ့အခါဂျူလီယာနဲ့ခက်စီတို့ကအဲ့ဓာတွေကိုတုံးပြီးယာယီတယ်လီတစ်ခုလုပ်လိုက်ကြပါတယ်။ဂျူလီယာကဘန်ကိုစစ်တလုံးထိုးပေးလိုက်ပြီးအဲ့ဒီမှာပဲညအိတ်ဖို့လုပ်ကြပါတယ်။မနက်စောစောမှာကဂျူလီယာကထူးဆန်းတဲ့အတန်တစ်ခုကြောင့်နိုးလာတာကြောင့်စစ်ဆေးဖို့အပြင်ထွက်ကြည့်လိုက်တဲ့အခါကနန်းအုပ်ကြီးကသူတို့စီကိုတိုးလာနေတာကိုတွေ့ပြီးတုန်လှုပ်သွားပါတယ်။ဂျူလီယာကကလေးတွေကိုအမြန်နိုးပြီးမိသားစုလိုက်တက်နိုင်သမျှအမြန်ထွက်ပြေးကြရပါတယ်။သူတို့ဟာကုန်တင်သင်းဘောကြီးတစ်စီးကိုတွေ့လိုက်ပြီးအဲ့ဒီစီကိုပြေးသွားကြပါတယ်။တင်မော၃ယောက်အသက်ရှင်နေသေးတာကိုတွေ့လိုက်ရပါတယ်။အမျိုးသမီးကသူတို့ကိုကူညီခြင်းပေမဲ့အမျိုးသား၂ယောက်ကညှင်းဆန်ပြီးကွန်တိန်နာတစ်ခုထဲမှာပုံအောက်ပြီးမိသားစုကိုအထဲပေးမဝင်အောင်တောက်ခတ်လိုက်ပါတယ်။ကနန်းတွေကရောက်ခါနေနေတာကြောင့်ဂျူလီယာကကလေးတွေကိုကွန်တိန်နာအပလော့ဆုံးကိုတက်ခိုင်းလိုက်ပါတယ်။သူမကိုယ်တိုင်တက်ဖို့လုပ်တဲ့အခါကနန်းတွေကသူမရဲ့ခြေထောက်ကိုအပြင်းထန်ညှပ်ဖာတော့တယ်။မောင်နှမ၂ယောက်ကသူတို့အမကိုအောက်ကိုဆွဲချမခံရအောင်အပေါ်ကိုကူပြီးဆွဲတင်လိုက်ရပါတယ်။ကွန်တိန်နာဘေးမှာအပေါက်တစ်ခုရှိနေတာကြောင့်ကနန်းအဝတ်ကအကြပေမဲ့ဒီကနန်းတွေကအရေးအတွက်များလို့နေပါတယ်။မကြခင်မှာပဲကနန်းတွေကတင်ပေါ်သား၂ယောက်ကိုတပ်ပြစ်လိုက်ပါတယ်။နောက်ဆုံးလူတစ်ယောက်ကအမိုးပေါ်ကအပေါက်စီကိုရောက်အောင်ကြိုးစားပြီးမဲ့ကနန်းတွေကသူ့ကိုအောက်ကိုဆွဲချပြီးတက်လိုက်ပြန်ပါတယ်။အဲဒီနောက်မှာတော့ဂျူလီယာကသူမရဲ့ခြေထောက်တံရကိုပတ်တီးစီးပြီးတတိလစ်သွားပါတယ်။အတော်ကြတော့သူမဟာသဲမုန်တိုင်းထဲမှာနိုးလာပြီးတယောက်တည်းဖြစ်နေတာကိုသိလိုက်ရပါတယ်။သူမကခလီးတွေကိုလိုက်ရှာဖို့အောက်ကိုဆင်းလာရင်ထိတ်လန့်နေပြီမဲ့အရင်ဆုံးအဲ့ဒီအမျိုးသမီးအလောင်းသားကလက်နက်ကိုကောက်ယူလိုက်ပါတယ်။သူမအော်ဟစ်နေတာကိုကြားတော့ကက်စီကအမြန်ပြန်လာပြီးသူတို့အကူအညီရှာဖို့ထွက်သွားခဲ့ပြီမဲ့ဘသူကမှမတွေ့ခဲ့ကြောင်းရှင်းပြပါတယ်။အဲ့ဒီနောက်မှာတော့မုန်တိုင်းပြီးတဲ့အထိနိုင်နေလို့ရမယ့်ကွန်တိန်နာတစ်ခုကိုရှာတွေ့ထားတဲ့ဘန်နဲ့ပြန်ဆောင်ကြပါတယ်။ဂျူလီယာကထော်မြန်မီချစ်ကိုသုံးပြီးဒဏ်ရာကိုမီးနဲ့ကတ်လိုက်တာကြောင့်အတော်လေးကိုနာကျင်ခဲ့ရပါတယ်။မုန်တိုင်းပြီးထွားတဲ့အခါမိသားစုဟာတခြားကွန်တိန်နာတစ်ခုထဲမှာရေဘူးအများကြီးကိုတွေ့လိုက်ရပါတယ်။နောက်ပြီးအလောင်းတွေကိုစစ်ဆေးကြည့်တဲ့အခါရေဒီယိုတစ်ခုနဲ့တနက်တလက်ကိုတွေ့ခဲ့ပါတယ်။ဂျူလီယာကနိုးစီကိုဖုံးဆက်ပြီးမြေပုံပြောက်သွားတဲ့အကြောင်းပြောပြပါတယ်။နိုးကလည်းသူ့ကိုအာသရိုပေါ့လို့ခေါ်တဲ့ဒီပင်လယ်နက်ကတတဝါတွေတိုက်ခိုက်နေကြောင်းပြန်ပြောပြပါတယ်။အောက်ဆီဂျင်တွေကြောင့်အဲ့ဒီအကောင်ကြီးယူဆွတ်နေပုံရပါတယ်။နိုးကပင်လယ်ရေတွေကခမန်းထားတာထက်ပိုမြန်မြန်ပြန်တက်လာတော့မှဖလို့နာရီပိုင်းပဲအချိန်ရတော့တာကြောင့်မြန်မြန်လာဖို့ပြောပါတယ်။သူကအချက်ပြမီကိုပြစ်တင်လိုက်ပြီးမိသားစုဟာအဲ့ဒီဘက်ကိုဦးတီလျှောသွားကြပါတယ်
အတော်ကြာရှောက်သွားပြီးတဲ့နောက်မှာတော့ပျက်စီးနေတဲ့အိမ်သားကွက်ကိုတွေ့ပြီးဘန်ကအဲ့ဒီမှာအပေါ်သွားပါတယ်နောက်ဆုံးမှာတော့သူတို့ဟာရေငုပ်သင်္ဘောကိုအနားမှာမြင်လိုက်ရပေမဲ့အဲ့ဒီစီကိုရောက်ဖို့ကြောက်ဆောင်ကြီးတစ်ခုကိုဖျက်ကျော်ရအောင်ပါသူတို့ဖြတ်သွားနေတော့မှပဲနေရန်တွေတုံခါလာပြီးကြောက်တုံးတွေပြိုကျလာတာကြောင့်အကြီးအကျယ်မြေမြုံမှုဖြစ်ပါတော့တယ်ဂျူလီယာကအချိန်မီပဲကလေးတွေကိုတွန်းထုတ်ပေးလိုက်ပြီးသူမကိုယ်တိုင်တော့ကြောက်တုံးတွေအောက်မပြီးအောင်နောက်ကိုဆုပ်လိုက်ရပါတယ်အခုတော့သူတို့ကြားမှာကြောက်တုံးတွေရန်ကြီးကချားနေပါပြီဂျူလီယာကသူမမပါပဲဆက်သွားဖို့ကလေးတွေကိုပြောပြီးမဲ့ကက်စီကငင်းဆန်ပြီးအမိဖွတ်သူကိုအပေါ်တက်လာဖို့အတင်းပြောပါတယ်အတော်လေးအော်ဟစ်ငင်းခုန်ပြီးတဲ့နောက်ဂျူလီယာကသူမကလေးတွေစီကိုနောက်မှလိုက်လာခဲ့မယ်လို့ကတိပေးလိုက်ပါတယ်ကက်စီကစိတ်မပါပြီးမဲ့လည်းနောက်ဆုံးမှာတော့မောင်လီကိုဆွဲပြီးထွက်သွားပါတော့တယ်ကလေးတွေဟာကြောက်ဆောင်ဘောကိုဆက်တက်သွားပြီးရေငုပ်တင်ဘောစီကိုပြေးသွားကြတဲ့အခါအပြင်မှာသွေးထွက်တန်ရန်ကြီးရှိနေတဲ့နိုးကိုတွေ့လိုက်ရပါတယ်။သူကသူ့အတွက်တော့ပြီးသွားပြီဖြစ်တာကြောင့်ကလေးတွေကိုရေငုပ်တင်ဘောကိုယူသွားဖို့ပြောပါတယ်။နောက်ထပ်လူတယောက်မြေနေရာပူရှိနေတာကိုတီးလိုက်တဲ့ကက်စီကသူမရဲ့အမေကိုရှာဖို့ပြန်ပြေးသွားပါတယ်။အဲ့ဒီအချိန်မှာတော့ဂျူလီယာကကနန်းလေးလာနေတာကိုမြင်ပြီးထိတ်လန့်တစားနဲ့တနက်နဲ့ပစ်နေပါတယ်။သူမတချို့ကိုတတ်နိုင်ခဲ့ပေမဲ့အုပ်စုကအီရန်ကြီးလွန်တာကြောင့်အကုန်လုံးကိုတိုက်ခိုက်မနိုင်ပါဘူး။အဲ့ဒီအချိန်မှာပဲကက်စီကနေရန်ပေါ်မှာပေါ်လာပြီးလက်ကန်ပေးပါတယ်။ဒါကြောင့်ဂျူလီယာရဲ့ဒဏ်ရာရထားတဲ့ခြေထောက်နဲ့တက်နိုင်သမျှမြန်တက်လာခဲ့ပါတယ်။ကက်စီရဲ့အကူအညီနဲ့သူမတစ်ဖက်ကိုရောက်ပြီးရေငုပ်တင်ဘောစီကိုအတူပြေးသွားကြပါတယ်။ဘန်ကအမိုးပေါ်မှာအသိမ့်ဆောင်နေပြီးမိသားစုတက်လာနိုင်ဖို့ကနန်းဒီကိုတနတ်နဲ့ပြစ်ပြီးအာယုံလိုက်ထားပါတယ်။ကနန်းဒီကနိုးရဲ့အလောင်းကိုတွေ့ပြီးချက်ချင်းဝိုင်းစားကြပါတော့တယ်။ဂျူလီယာကတနတ်ကိုယူပြီးကလေးတွေကိုအသိမ်းဝင်သွားခိုင်းနေသုံးဆက်တိုက်ပြစ်နေပါတယ်။သူတို့ဘေးကင်းသွားတဲ့အခါကြီးစံကုန်သွားတာကိုသိလိုက်တာကြောင့်တနတ်ကိုကနန်းတွေစီပစ်ပေါင်လိုက်ပြီးကလေးတွေရှိရာအသင်းကိုဝင်လိုက်ပါတယ်။မိသားစုဟာအပေါက်ကိုတေးသေးချာချာပိတ်လိုက်ကြပြီးကနန်းတွေကပရင်းပေါင်မရေငုပ်တင်ပေါ်ကိုဝိုင်းထားတာကိုကြည့်နေကြပါတယ်။အဲ့ဒီအချိန်မှာတော့သမုဒ္ဒရာရေတွေကနောက်ဆုံးမှပြန်တက်လာတာကြောင့်သူတို့၃ယောက်ဟာထိုင်းခုံတွေမှာအမြန်ထိုင်ပြီးခါးဘက်တွေပတ်ပြီးလက်ချင်းခိုင်ခိုင်တွဲထားကြပါတယ်။ကြမ်းထမ်းတဲ့လုံလုံးကြီးတွေကရေငုပ်တင်ပေါ်ကိုရိုက်ခတ်ပြီးဟိုဒီလွန်ကျက်နေတာကြောင့်ဂျူလီယာကဖြစ်ပျက်ခဲ့သမျှကိုအာယုံထဲမှာမြင်အောင်နေပြီးကက်စီကတော့အန်နေပါတယ်။မကြခင်မှာပဲဆူးရှဲလက်အတန်ကြီးတစ်ခုပြန်ထွက်လာပြီးမိသားစုလိုက်တတိလစ်သွားပါတယ်။အတူကြတော့ဂျူလီယာနဲ့ကလေးတွေနိုးလာကြပြီးသူတို့အသက်ရှင်နေတာကိုအတေပြုနိုင်တာကြောင့်ပျော်ရွှင်သွားကြပါတယ်။သူတို့အပေါက်ကိုဖွင့်ပြီးအပြင်ထွက်ကြည့်လိုက်တဲ့အခါလုံလုံးဒီကရေငုပ်တင်တော်ကိုပျက်စီးနေတဲ့မြို့တစ်မြို့ထဲမှာချထားတာကိုတွေ့လိုက်ရပါတယ်။ဒါကတော့သူတို့အသက်ရှင်ဖို့နဲ့အသက်ပြန်စားဖို့မျှော်လင့်ချက်ရှိနေသေးတဲ့အတေပဲပါ။ဒီလိုဗီဒီယိုမျိုးတွေထပ်ကြည့်နိုင်ဖို့ like and follow လုပ်ပေးထားပါအောင်။ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။